အားလုံးပဲမင်္ဂလာပါရှင်။တော့ဒီနေ့လာပြီးတော့ပြောပြပေးမှာကကြတော့ကိုယ့်ရဲ့ဖုန်းလေးကကြဗီဒီယိုအများကြီးစေးထားတယ်အများကြီးရိုက်ထားတယ်ကိုယ့်ရဲ့ဖုန်းကလည်းကပ်ပြီးနေပြီဆိုတဲ့လူအတွက်ဒါဆိုဝင်လိုက်ဒါဆိုဝင်ထားပြီးတော့မတက်တဲ့လူအတွက်ဆိုရင်ဒီလိုမျိုးဆိုလည်းရတယ်နော်အမျိုးမျိုးရှိတယ်သူရဲ့ပုံစံလေးကအမျိုးမျိုးရှိတယ်ဒီမျိုးအဖြူဆိုရင်လည်းရှိတယ်နော်အမှကိုဝင်ထားပြီးတော့မတက်တဲ့လူအတွက်ဒါဆိုရင်တော့ဘလို့တောင်းသွားလဲနောက်လို့ရှိရင်ဒီကိုရိုက်ထားတဲ့ဗီဒီယိုလေးကကြဒီထက်မှာဘလို့တွင်းရလဲနော်တွင်းပြီးလို့ရှိရင်တွင်းထားတဲ့ဗီဒီယိုလေးကကြတော့ပြန်ယူရခါကျရင်ဘလို့ယူရလဲနောက်လို့ရှိရင်ကိုတွင်းထားတဲ့ဗီဒီယိုလေးကကြတော့ပြန်ရှာလို့လွယ်ရအောင်ဘလို့ file တွေထောက်ရလဲဘလို့ဗီဒီယိုလေးကိုဘလို့နာမည်ပေးလဲကစတော့အသေးစိတ်ရှင်းပြပေးမယ်နော်ဒါဆိုရင်တော့လည်းတွေ့ကြရအောင်နော်သူရဲ့တွင်းတဲ့ပုံစံလေးကကြတော့အမျိုးမျိုးရှိတယ်ဒါတော့နောက်ဆုံးဝယ်ထားတဲ့ဟာပေါ့နော်ဒါကကြတော့ကာဘာနန်းတော်မှာရတယ်နော်အရင်ကတော့ဝယ်ခဲ့တာလေးကကြဒီလိုမျိုးဒါကကြတော့ခေါင်းတက်ပြန်ဝယ်ရတယ်ပေါ့နော်ခေါင်းတက်ပြန်ဝယ်တယ်အခုနောက်ပိုင်းဝယ်တဲ့ကကြတော့ခေါင်းနဲ့တစ်ခါတည်းတွဲပြီးတော့ပါတာလေးပါအရင်ကဝယ်ထားတဲ့အမဲနဲ့အဖြူကအရင်ကဝယ်ထားတဲ့ဟာနော်ဒါအခုနောက်ပိုင်းဝယ်ထားတဲ့ဟာဒါကကြတော့ခေါင်းဝယ်စီရမလို့သူတို့ကခေါင်းအပြီးပါပုံစံလေးကကြတော့မျိုးမျိုးရှိပါတယ်ကိုဖုန်းနဲ့ကန့်ညီတဲ့ဟာလေးဝယ်ပေါ့နော်ဝယ်တဲ့ခါကျရင်ဖုန်းလေးယူတော့နော်ထည့်လိုက်ပြီးလို့ရှိရင်ဒါ file လေးကိုနှိပ်မယ်နော် file လေးကိုနှိပ်မယ်နှိပ်တာနဲ့ပြီးတော့ဒီနေရာလေးမှာချက်ချင်းရမယ်အကယ်၍ဒီနေရာလေးမှာသူချက်ချင်းမရဘူးဆိုရင်ဒီနေရာရောက်လိုက်မယ်တော့ file လေးကိုထည့်လိုက်တာနဲ့ဒီနေရာရောက်တဲ့လူလေးရှိတယ်ဆောနာတရိုက် file နေရာရောက်တဲ့လူလေးရှိတယ်နော်အကယ်၍ဒီနေရာတော့ထည့်လိုက်တာနဲ့ဒီနေရာရောက်လို့ရှိရင်ဒီမှာနော်ဒီတာလေးကိုတော့နှိပ်လိုက်နော်နှိုက်လို့ရှိရင်ဒီနေရာလေးရလာလိမ့်မယ်နော်ရပြီးလို့ရှိရင်ဒီလိုမျိုး file ပေါ့နော်ဒီလိုမျိုး file ထုတ်တဲ့အခါကျရင်ဘယ်လိုထုတ်ရလဲဆိုတော့တုံးထုတ်ပြပေးမယ်ဒီမှာဆိုရင်သူ့နာမည်နဲ့တူပေါ့နော်အိမ်မှာဆိုရင်ဗီဒီယို10မိနစ်စာဒါကြောင့်တုံးတင်တန်းတဲ့ဆေးရရဲ့ပတ်တန်လေးပေါ့နော်ဒီမှာဆိုရင်3ရက်ပတ်တန်ဒီမှာဆိုရင်3ရက်ပြင်ရဌာန3အကောင်လုံးရေးပေးထားတယ်ဒီမှာ online ပတ်တန် online မှာတင်ထားတဲ့ပတ်တန်တွေဒါကြောင့်ပခုံးရှော့အခုဒီပခုံးရှော့6ပုံဒီဇိုင်း6တွေပေါ့နော်6ပုံကကြာဒီမှာသွင်းထားတယ်နော်အဲ့လိုမျိုးပေါ့အမျိုးမျိုးရှိတယ်ပေါ့ဒီမှာပခုံးရှော့ဆိုရင်ဒီမှာပခုံးရှော့ရဲ့6ပုံဒီဇိုင်းတက်ဒီမှာရှိတယ်နော်ဒါဆိုရင်အခုလိုမျိုး file လေးတွေဘယ်လိုထောက်ရလဲဆိုတော့တုံးထောက်ပြပေးမယ်နော်ဒီလိုမျိုး file ထောက်တဲ့အခါကျရင်ဒီမှာအဆက်30ရှိတယ်အဲ့ဒီအဆက်30လေးကိုနှိပ်မယ်နော်ဒီမှာအဆက်30လေးကိုနှိပ်ပြီးရှင်ဒီမှာလေးနှိပ်မယ်နော်ဒီမှာဆို file အသစ်လေးကိုအခုလိုမျိုးလေးနှိပ်လိုက်မယ်ဒီမှာဆိုရင်နာမည်ရိုက်ရှာကြည့်လို့နာမည်ရိုက်လို့ရပြီဒီ file လေးကကြတော့တုံးလို့ပါနာမည်ထည့်ချင်လဲထည့်လို့ရတယ်ဒါကြတော့ပါပတ်တန်လည်းပေါ့နော်ဒီမှာဆိုရင်တောက်ပတ်တန်ဆိုရင်တောက်ထည့်လိုက်ရတယ်ဒါသုံးထည့်ပြတာနော်ရင်တောက်ဆိုပါစို့နော်ဒီမှာရင်တောက်လို့သုံးထည့်လိုက်မယ်ဒီမှာဆိုရင်တောက်နဲ့ပတ်သက်တဲ့ပတ်တန်တွေဒီမှာသုံးထည့်လိုက်မယ်တဲ့အဲ့လိုမျိုးရေးပြလို့ရှိရင်အမှန်ချစ်ဒါဆိုရင် file တစ်ခုရလာပြီရင်တောက်ပတ်တန်ဆိုတော့ file တစ်ခုရလာပြီနော်ဒီမှာဆိုရင်ရင်တောက်ပတ်တန်ဒီမှာ file တစ်ခုရလာပြီပြန်ပြောမယ်ဒီမျိုး file ဘယ်လိုထုတ်မလဲဆိုတော့ဒီမှာအဆက်30ရှိတယ်နော်အဆက်30နှိပ်ပြီးလို့ရှိရင်ဒီမှာဆိုရင်နော်ဒီနေရာလေးကိုတော့နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ဒီမှာfile เนาะအဲ့ဒီ file လေးကိုတုံးလို့နာမည်လေးထည့်ပြီးလို့ရှိရင်ဒီအမှန်ချစ်လိုက်တာဆိုပြီးတော့ရသွားပြီเนาะတုံးမလောက်တော့เนาะတုံးလောက်ထားပြီးသားဆိုတုံးမလောက်တော့ဘူးရလားဒါဆိုရင်တုံးတော့ file လေးရသွားပြီဆိုတော့တုံးတော့ video တွင်းတော့မယ်ဒါဆိုရင်တုံးတော့ video တွင်းတဲ့အခါကျရင်ဘယ် video တွင်းမလဲအဲ့ဒီ video ရှိတဲ့နေရာကိုသွားမယ်เนาะဒါဆိုရင်တုံး video တစ်ပေါက်တွင်းပြပေးမယ်ဒါဆိုရင် video ရှိတဲ့နေရာတုံးသွားမယ်เนาะဒါဆိုရင်တုံးတွင်းပြပေးမယ်ဒီပတိထားရမယ်ချက်တစ်ချက်က video တွင်းတဲ့အခါကျရင်ဒီ video တစ်ပေါက်ကကြတော့အများဆုံးမိနစ်ကကြ29မိနစ်ပဲရှိနေရမယ်အနည်းဆုံးကကြ10မိနစ်လေးရ2မိနစ်လေးရ3မိနစ်လေးရ10မိနစ်လေးရတယ်ကြိုက်10မိနစ်လားဒါပေမဲ့အများဆုံးဆိုရင်29မိနစ်ပဲထားပြီးဆိုရင်မိနစ်က30နဲ့အထက်ရှိခဲ့မဲ့ဆိုရင် if video file ကကြာလေးမခံဘူးပြတ်တတ်တယ်ဒါကြောင့်မလို့တုံးတို့ video တွင်းတဲ့ခါကျရင်အဲ့ဒီ video လေးကကြာဒီမှာတွေ့နေရတယ်မိနစ်တွေနော်အဲ့မှာ video တစ်ပုတ်ကိုကြာတော့အများဆုံး29မိနစ်ပဲထားပြီးနော်28မိနစ်ဆိုရင်လည်းရတယ်အဲ့ထက်ပိုပြီးတော့အများကြီးမထားနဲ့နော်28အောက်အကုန်ရတယ်ဂိတ်ဆုံးဆိုရင်29 28အဲ့လောက်အများဆုံးပဲထားပေးပါဒါဆိုရင်ဒီ video လေးမှာဆို22မိနစ်ပဲရှိတယ် video ကရှည်ခဲ့မဲ့ဆိုရင် if video ကပြတ်တက်လို့ဒါကြောင့်မလို့မိနစ်အများကြီးမလုံးနဲ့29 28ခိတ်ဆောင်ပဲထားပြီးเนาะဗီဒီယိုတွင်းတဲ့ခါကျရင်เนาะဒါဆိုတော့ဒီဗီဒီယိုလေးတွင်းမယ်ဒီဗီဒီယိုလေးကိုတစ်ချက်နှိပ်လိုက်မယ်เนาะဒီဗီဒီယိုလေးတွင်းနှိပ်เนาะတမ်းပလိုက်ထောက်တဲ့ခါကျရင်လည်းဒီဘေးမှာဆိုရင်ပတ်တန်မှာပါတယ်ဒီမှာဆိုဒီဗီဒီယိုလေးတွင်းတော့မယ်ဆိုပါဆိုအောက်နေရာလေးမှာတွေ့လားဒီကောင်เนาะဒါလေးကိုတုံးနှိပ်မယ်เนาะဒီကောင်လေးကိုတုံးနှိပ်မယ်နှိပ်ပြီးလို့ရှိရင်သူမှန်ချစ်လိုက်ပြီเนาะမှန်ချစ်ပြီးလို့ရှိရင်တုံးတို့ save to file လေးသွားမယ်ဒီမှာဆွဲတင်เนาะဆွဲတင်ပြီးလို့ရှိရင်ဒီမှာ save to file ဆိုပြီးတော့ရှိတယ်เนาะဒီမှာ save to file လေးကိုတစ်ခါနှိပ်မယ်เนาะနှိပ်ပြီးလို့ရှိရင်ဒါကကြပခုံးရှောနေရာလေးမှာတွင်းမလားဆောနာဗီဒီယိုကပခုံးရှောနေရာမှာတွင်းမလားဒါပခုံးရှောနေရာလေးမှာဒီနေရာမှာတွင်းဆိုအမြားထုတ်လိုက်ဆောနာတုံးတော့ file လောက်ထားတဲ့ရင်တောက်နေရာမှာတွင်းမဲ့ဆိုဒီမှာရင်တောက်เนาะရင်တောက်လေးကိုနှိပ်လိုက်เนาะရင်တောက်လေးကိုနှိပ်ပြီးလို့ရှိရင် save လောက်လိုက်ဆောနာကတော့မှန်ချစ်ထားတဲ့ဗီဒီယိုလေးကကြတော့ဒီရင်တောက် file ထဲမှာဝင်သွားလိုက်မယ်တစ်ချက်ဆောက်
အဲ့လိုမျိုးဗီဒီယိုသွင်းတဲ့ခါကျရင်တစ်ချက်တော့စောက်ပြီးအဲ့လိုမျိုးစောက်သွင်းနေတော့မှဆိုရင်ဒီဖုန်းရဲ့ဒီဖုန်းလေးကိုပေးမပိတ်နဲ့ဒီတိုင်းလေးပဲထားပြီးနော်ဖုန်းပေးမပိတ်နဲ့ဘယ်နေရာမှလည်းမသွားနဲ့ဒီလိုမျိုးပဲထားပြီးဖုန်းမပိတ်အောင်နည်းနည်းတော့တို့ပြီးဖုန်းပိတ်သွားလို့ရှိရင်သူမဝင်ဘူးဖုန်းပိတ်သွားလို့မရအောင်နော်ဒီမှာသူဝင်နေတယ်တွေ့လားဒီမှာနော်သူဝင်နေတယ်ဒီမှာစက်ဝိုင်းပုံစံသူဝင်နေတယ်အဲ့ကရုပ်ဝင်ပြီးလို့ရှိရင်ဒါကကြတော့ဗီဒီယိုနေရာပြန်ရောက်သွားမယ်နော်ဒီလိုမျိုးဗီဒီယိုတွင်းတဲ့အခါမှာဆိုရင်ဗီဒီယိုတစ်ပေါက်ကိုကြတော့အများဆုံး28မိနစ်ပဲထား28မိနစ်အောက်ကြိုက်တာတုံလို့ထားလို့ရတယ်အများဆုံးဆို28မိနစ်ပဲထားအဲ့ဒါတခုပဲတတိထားပေးပါတုံလို့ဟိုတော့ကဆိုတွန်းသွင်းတယ်မိနစ်30ဖြစ်သွားတယ်မိနစ်ဆိုမိနစ်40လောက်ဖြစ်သွားတယ်ဒါပေမဲ့အဲ့ဗီဒီယိုကကြမခံအောင်ပြတ်တယ်နော်ဒါကြောင့်မလို့မိနစ်28မိနစ်အောက်ဆိုရင်ဗီဒီယိုဘယ်တော့မှပြတ်ဘူးတွန်း3လား3နှစ်ရှိပြီဘယ်တော့မှဗီဒီယိုမပြတ်ဘူးနော်ဒါဆိုရင်သူဝင်သွားတဲ့ဗီဒီယိုလေးကကြတော့မူလဗီဒီယိုအတိုင်းပဲပြန်ရှင်းနေလို့ရှိရင်ဒါ file နဲ့သူဝင်ပြီးသွားပြီနော်ဒါဆိုရင်ဆောင်းနာတွင်းထားတဲ့ဗီဒီယိုရမရတော့ပြန်စစ်လိုက်မယ်နော်ဒါဆိုဆောင်းနာဒီထဲမှာ file ထဲမှာတွင်းထားတဲ့ဗီဒီယိုဝင်ပြန်ကြည့်မယ် file ထဲဝင်ပြီးလို့ရှိရင်ရှင်းတော့နော်ဆောင်းနာတော့ file ထုတ်ထားတဲ့ရင်တောင်းလေးကိုပြန်နှိုက်ဒီမှာဗီဒီယိုလေးဝင်သွားပြီနော်ဒီမှာ file ထဲမှာဗီဒီယိုဝင်သွားပြီဘုံတော့တင်ပတ်နေအမှတ်နော် file ထဲမှာဗီဒီယိုဝင်သွားပြီဒီမှာဆိုရင်ပတ်တမှာပါတဲ့ပေါင်အတိုင်းပဲပတ်တမှာပါတဲ့မြန်အတိုင်းပဲယူမယ်ဒီအမှနော်ဗီဒီယိုဖိုင်ထဲမှာဗီဒီယိုဝင်သွားပြီးဖြစ်အတွက်ကြောင့်မလို့ဆောနာကဗီဒီယိုရှိတဲ့နေရာလေးကို if ဗီဒီယိုကိုဖြတ်လိုက်လို့ရပြီဒီဖိုင်ထဲမှာဝင်သွားပြီးဆိုတော့တုံးဆောနာဗီဒီယိုတွင်းခဲ့တာလေ if ဗီဒီယိုကဖြတ်လို့ရပြီဖုန်းကမပြည့်အောင်အဲ့ဒီဗီဒီယိုလေးကိုဖြတ်ချင်ဖြတ်လို့ရပြီဒါကဖိုင်ထဲမှာဝင်သွားပြီးဖြစ်အတွက်ကြောင့်မလို့နော်ဒါဆိုရင်ဒီဗီဒီယိုလေးကိုတုံးနှမယ်လေးတတ်မှတ်လိုက်မယ်ဒီတိုင်းမထားအောင်ဒီပိုင်းထားလို့ရှိရင်ပြန်ရှာရခက်မလဲနော်ဒီဖိုင်လေးကိုနှမယ်လေးတုံးတက်လိုက်မယ်ဒီဗီဒီယိုလေးပေါ့ဆောနာတွင်းထားတဲ့ဗီဒီယိုကိုနှမယ်တက်လိုက်မယ်ဒါကကြတော့ပတ်တန်ဖြစ်အတွက်ကြောင့်မလို့ပတ်တန်လို့ရေးလိုက်မယ်နော်မဆိုနောက်ချမ်းပတ်တန်တုံးရေးလိုက်မယ်မဆိုရင်ဒါနောက်ချမ်းပတ်တန်းလို့တုံးရေးလိုက်မယ်နော်ဒါဆိုရင်ဗီဒီယိုပြန်ဆေးတဲ့ခါကျရင်ရှာရလွယ်တော့ဗောနော်နောက်ချမ်းပတ်တန်းဆိုပြီးတော့ရေးလိုက်မယ်ရေးပြီးလို့ရှိရင်မှန်ချစ်လိုက်ဒါဆိုရင်နောက်ချမ်းပတ်တန်းလေးရသွားပြီရလာဒါဆိုဗီဒီယိုတွင်းပြီးသွားပြီအကယ်၍ဒီဗီဒီယိုလေးကိုပဲတွန်းလို့ပြန်ဆောနာတွန်းလို့တွင်းထားတဲ့ဗီဒီယိုကရှာဖြတ်လိုက်ပြီးအခုတွင်းထားတဲ့ဗီဒီယိုလေးကိုပြန်ဆေးချင်တယ်ဘယ်လိုဆေးရမဆိုတုံးပြမယ်နော်အတစ်ပြန်လောက်ပြင်မယ် file ထဲမှာရှိတဲ့ဗီဒီယိုလေးကိုပြန်ဆေးချင်တယ်ပြန်ယူချင်တယ်ဆိုရင်ဒီ file လေးကိုပြန်ဝင်ပြီးလို့ရှိရင်ဒီဗီဒီယိုလေးကိုနှိပ်နော်နှိပ်ပြီးလို့ရှိရင်ပြန်ဆေးချင်လို့ရှိရင်ဗီဒီယိုလေးကိုနှိပ်ပြီးလို့ရှိရင်ဒီဒါလေးကိုနှိပ်နော်ဒီကောင်လေးကိုနှိပ်ပြီးလို့ရှိရင်အပေါ်ကိုဆွဲတင်နော်နှိပ်ပြီးလို့ရှိရင်အပေါ်ဆက်တဲ့ဒီမှာ save video ဆိုပြီးတော့ save video လေးကိုတစ်ခါနှိပ်လိုက်တိုင်းနဲ့ဆောင်းနာကဗီဒီယိုဒီကိုယ့်ရဲ့တပ်ပုံမှာထားတဲ့ဗီဒီယိုနေရာလေးရောက်သွားလိုက်မယ်နော်နားလည်လားအခုတော့မစေတော့ဘူးနော်ရလားဒါဆိုရင်ဗီဒီယိုတွင်းတာလေးထုတ်တာလေးနားလည်လိုက်ထင်ပါတယ်အဲ့မြန်အစားကနေပြန်ပြောပြမယ်နားမလည်မှာဆိုလို့နော်ရင်ဝန်းစုံနေနဲ့ဒီဒါလေးကိုတွန်းထည့်လိုက်မယ်နော်ထည့်လိုက်ပြီးလို့ရှိရင်နော်ထည့်လိုက်မယ်ထည့်လိုက်ပြီးလို့ရှိရင်နောက်တစ်ပတ်ပြန်တွင်းပြပေးမယ်ရင်ဝန်းစုံနေနဲ့တွန်းလို့ဗီဒီယိုတွင်းမဲ့ဗီဒီယိုလေးကိုပြင်မယ်မဆိုရင်တွင်းချင်တဲ့ဗီဒီယိုလေးဝင်မယ်တွန်းတိတာလေးတွင်းပြပေးမယ်နော်ဒီကောင်လေးတွင်းပြပေးမယ်ဒီကောင်လေးတွင်းပြပေးမယ်ဒီမှာဆိုရင်တွန်းတိတာလေးကိုနှိပ်လိုက်နှိပ်ပြီးလို့ရှိရင်ဒီကောင်လေးကိုနှိပ်မယ်နော်နှိပ်မယ်ဒီမှာမှန်ချစ်သွားပြီတွေ့လားအမှန်ချစ်သွားပြီဆိုရင်ဒါဆိုရင်တွန်းလို့ save to file လေးကိုနှိပ်မယ်နော် save to file လေးကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်ဒါရင်တောက် file မှာရင်စောနာတွန်းလို့ရင်တောက်တွင်းထားတော့ဆိုတော့စောနာတွန်းလို့ရင်တောက်တွင်းထားဆိုရင်ရင်တောက် file ထဲမှာရှိတယ်ပေါ့နော်ဒါဆိုရင်ဒီထဲမှာတော့မတွင်းဘူးဒါစောနာပခုံးရှော့ဆိုပခုံးရှော့ file မှာပဲတွင်းချင်တယ်ဆိုရင်ဒီမြားလေးနဲ့ပြန်ထွက်ဒီမှာဆိုရင်ကိုတွင်းချင်တဲ့ file နေရာလေးကိုရှာဒီမှာပခုံး short file ဆိုတာပခုံး short file ရှိတယ်နော်အောင်ခွဲပခုံး short file နော်ဒီမှာဆိုရင်ဒီပခုံး short file လေးဝင်မယ်တုံးတို့ဒီမှာတွင်းမယ်နော်ပခုံး short ဆိုပခုံး short file မှာပဲတွင်းမယ်ဒီမှာဆိုရင်ဒီ file ထဲရောက်ပြီဆိုရင် save နှိပ်လိုက်စင်းနှိုက်လိုက်တာနဲ့ဒီဗီဒီယိုလေးကကြာ10မိနစ်2မိနစ်စာပဲဖြစ်တဲ့အတွက်ကြောင့်မြန်တယ်နော်ဒါကြောင့်မလို့စင်းနှိုက်လိုက်တာနဲ့သူကဝင်သွားပြီနော်ဗီဒီယိုလေးကကြာတော့10မိနစ်2မိနစ်ပဲဆိုချက်ချင်းဝင်တယ်နော်အကယ်၍ဗီဒီယိုလေးကကြာတော့မိနစ်28မိနစ်29မိနစ်ဆိုရင်နည်းနည်းတော့စောက်ပေးရတယ်3 4မိနစ်တာစောက်ပေးရတယ်နော်နည်းနည်းတော့စောက်ပေးရတယ်ဗီဒီယိုလေးကကြာတော့ကိုယ့်ရဲ့ MB ကနည်းနည်းပဲဆိုချက်ချင်းဝင်တယ်အခုဝင်တယ်နော်အမှဆိုရင်ဒါဆိုရင်ဆောနာဒီအခုတွင်းထားတဲ့ဗီဒီယိုဝင် file ထဲကိုပြန်ကြည့်မယ်နော်မှာပခုံး short file တွင်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပခုံး short file ထဲမှာပြန်ဝင်ကြည့်ဆောနာတွင်းထားတဲ့ဗီဒီယိုဒီမှာရောက်သွားပြီတွေ့လားဒီမှာရောက်သွားပြီဒါဆိုရင်ဒီမှာရောက်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့တုံးလို့ရေးလို့ရတယ်ရေးချင်တာရေးလို့ရတယ်ဒီမှာဆိုရင်ပခုံး short 6ပုံဆိုတော့အမှဆိုရင်ပခုံး short အဲ့လိုမျိုးရေးလို့ရတယ်နော်ဒီမှာဆိုပခုံး short 6ပုံဒါတော့တွင်းပြတာနော်ဒီဒါတော့မတွင်းဘူးဒီကပခုံး short 6ပုံဆိုတော့အမှန်ချစ်လိုက်ဒါဆိုရင်ရသွားပြီနော်ရသွားပြီဒါဆိုရင်ရသွားပြီအကယ်၍ဒီဗီဒီယိုလေးကိုပြန်ဆေးချင်တယ်ဆိုရင်အကယ်၍နော်ဒီမှာရသွားပြီအကယ်ဒီဗီဒီယိုလေးကိုပြန်ဆေးချင်တယ်ဆိုရင် file ထဲကိုပြန်ဝင်ပြီးလို့ရှိရင်ဒီဗီဒီယိုလေးဆေးချင်တယ်ဆိုရင်ဒါလေးကိုနှိပ်
နှိပ်ပြီးလို့ရှိရင် save video တခါနှိပ်လိုက်တာနဲ့ဆောင်းထားတဲ့ video အတိုင်းပြန်ရသွားပြီเนาะအကယ်၍ file ထဲမှာเนาะအကယ်၍ file ထဲမှာ video လေးကကြတော့တုံးလို့ထောက်ချင်တယ်မယူဘူးဆိုရင်ပြန်ဖြတ်လို့ရတယ်เนาะဒီ file လေးကကြတော့ file ထဲက video ဖြတ်ချင်တယ်ဆိုရင်ဘယ်လိုဖြတ်ရလဲဆိုတော့ဒီ video တစ်ပုဒ်ကိုတုံးဖြတ်ချင်တယ်ဆိုရင်ဖြတ်လို့ရတယ်ဒီမှာဆိုရင် delete နှုတ်လိုက် delete နှိပ်လိုက်ဒါဆိုရင်ဖြတ်သွားပြီเนาะဒါမှဆိုရင်တွန်းရပခုံး short file ကဘယ်လိုတွင်းထားလဲဆိုတော့เนาะဒါမှဆိုတော့တွန်းပြပေးမယ်တွန်းရ video တွင်းပုံတွင်းနီးမှတ်ပုံမှတ်နီးကဘယ်လိုတွင်းလဲဆိုတော့ဒီမှာပခုံး short တွန်းပြပြမယ်ဒါမှဆိုရင်6ပုံ1ပခုံး short ရဲ့6ပုံ1ဆိုရင်ပခုံး short ရဲ့6ပုံ1တက်တက်ပဲဒီမှာတွန်းရေးထားတယ်1တက်တက်ပဲပခုံး short ရဲ့6ပုံ1က video 4ပုတ်ရှိတယ်ပခုံး short 6ပုံ1ရဲ့နောက်ချမ်းပတ်တန် video တစ်ပုတ်နောက်ပခုံး short 6ပုံ1ရဲ့ရှေ့ချမ်းပတ်တန် video ပုတ်video တစ်ပုတ်ပခုံး short 6ပုံ1ရဲ့ဒီပိတ်စညက်နေတဲ့ video တစ်ပုတ်ပခုံး short ချုပ်နေတဲ့ video တစ်ပုတ်နော်ပခုံး short 6ပုံ1မှာ video လေးပုတ်လာတယ်သူရဲ့ဒီနောက်ချမ်းပတ်တန် video တစ်ပုတ်ရှေ့ချမ်းပတ်တန် video တစ်ပုတ်ပိတ်စညက်နေ video တစ်ပုတ်နဲ့ချုပ်နေအပိုင် video တစ်ပုတ်ဆိုပြီးတော့ဒီပခုံး short 6ပုံ1ပါ video လေးပုတ်ရှိတယ်နော်နှစ်လေးအဲ့လိုမျိုးပဲ1 2 3 4 5 video 5ပုတ်ရှိတယ်ပခုံး short 6ပုံတစ်ဆိုင်နှစ်က video 5ပုတ်ရှိတယ်ပခုံး short 6ပုံ2ရဲ့နောက်ချမ်းပတ်တန်နော်ဒါနောက်ချမ်းပတ်တန်ဆွဲလေးနော်ပခုံး short 6ပုံ2ရဲ့ရှေ့ချမ်းပတ်တန်တွေ့လားပခုံး short 6ပုံ2ရဲ့ပိတ်စညက်နေပခုံး short 6ပုံ2ရဲ့ဒီချုပ်နေဒီမှာချုပ်နေပခုံး short 6ပုံ2ရဲ့ချုပ်နေတွေ့လားချုပ်နေကိုမှပထမချုပ်နေနဲ့ဒုတိယချုပ်နေဗီဒီယိုကရှယ်သွားမယ်ဆိုရင်ဗီဒီယိုက5ပုတ်ဖြစ်သွားမယ်ဗီဒီယိုကနည်းမယ်ဆိုရင်4ပုတ်ဖြစ်မယ်မဆိုရင်6ပုံ3မှာဆိုလည်းအဲ့လိုမျိုးပဲဒီမှာဆို3အဲ့လိုမျိုးပဲရေးထားတာလေး3မယ်နော်သူရေးလိုက်မယ်ဒီမှာဆို6ပုံ3ဆို6ပုံ3အကောင်လုံး6ပုံ3ရေးထားတယ်6ပုံ3ဟိုမှာဒါကကျတော့ခါတောင်း6ပုံ3မှာခါတောင်းလေးပါတယ်နော်ခါတောင်း对啦ဒါဆို6ပုံ3ရဲ့နောက်ချမ်းပတ်တန်6ပုံ3ရဲ့ဒီရှေ့ချမ်းပတ်တန်6ပုံ3ရဲ့ဒီခါတောင်းဖြစ်တဲ့အပိုင်းဒါ3ပုံရသွားပြီเนาะနောက်ထပ်2ပုံလေးကျန်တယ်ပိတ်စညက်နီတစ်ပုတ်ကျန်တယ်6နီအပိုင်းတစ်ပုတ်ကျန်တယ်ဒါဆိုပိတ်စညက်နီပြီးသွားပြီ6ပုံ3ရဲ့ပိတ်စညက်နီလေးပြီးသွားပြီသွင်းပြပေးမယ်เนาะဒီဗီဒီယိုလေးကိုသွင်းလိုက်မယ်เนาะဒီဗီဒီယိုလေးသွင်းမယ်ဆိုရင်ဒီဗီဒီယိုလေးသွင်းနေဆိုရင်ဒီတရားလေးကိုနှိပ်မယ်နော်ဒါလေးနှိပ်မယ်ဒီမှန်ချစ်သွားပြီဆိုရင်တို့ save to file save to file နဲ့နှိပ်မယ် save to file နှိပ်ပြီးလို့ရှိရင်ဒါဘယ်က file နဲ့ကြည့်ဒီမှာကောင်းစင်နဲ့ရှိတာ on ခွဲပခုံး short ဒါပခုံး short မှာပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာပဲတွင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ save လို့နှိပ်လိုက်ဒါဆိုရင်ဗီဒီယိုကသူဝင်သွားလိုက်မယ်တစ်ချက်ဆောက် save နှိပ်ပြီးလို့ရှိရင်တစ်ချက်ဆောက်သူဝင်သွားပြီဆိုရင်ဆောင်းတာဗီဒီယိုနေရာရောက်သွားလိုက်မယ်အဲ့မှာသူဝင်တယ်သူလဲနေတယ်တွေ့လားနော်တုံးပြောပြီးနော်ဗီဒီယိုတစ်ပုတ်လောက်တဲ့အခါရိုက်တဲ့အခါမှာဆိုရင် gate ဆုံး28ပဲထားပြီး29ပဲထားပြီးအထက်ပို့ပြီးတော့အများကြီးမထားနဲ့အထက်ပို့ပြီးတော့အများကြီးထားမယ်ဆိုရင်ဗီဒီယိုကတွင်းတာကထည့်တာတော့ဝင်တယ်ဒါပေမဲ့အဲ့ဒီဗီဒီယိုလေးကိုတုံးတော့ပြန်စေ့တဲ့အခါမှာဆိုရင်ပြန်စေ့လို့လွယ်နဲ့မရဘူးဗီဒီယိုကပြတ်တတ်တယ်နော်အကယ်၍ဗီဒီယိုက29အောက်ပဲကိုကတွင်းခဲမဲ့ဆိုရင်ဗီဒီယိုလေးကကြဘယ်တော့မှပြတ်ဘူးပြန်တောင်းလို့ရတယ်နော်ဘယ်တော့မှမပြတ်ဘူးအခုတောင်းလာ3နှစ်ရှိပြီပဲဗီဒီယိုတစ်ပုတ်မှမပြတ်ဘူးနော်အမှဆိုဗီဒီယိုဝင်သွားပြီဆိုရင်ဒီဗီဒီယိုနေရာရောက်သွားပြီเนาะဒီဗီဒီယိုနေရာရောက်သွားပြီဆိုရင်ဒီဗီဒီယိုလေးကိုကြတော့တုံးလို့ဖြတ်လို့ရတယ်เนาะဒါဖုန်းထဲမှာရှိတဲ့ဗီဒီယိုလေးကိုဖြတ်လို့ရတယ်ဘာဖြစ်လဲဆိုတော့ file ထဲမှာဗီဒီယိုဝင်သွားပြီဖြစ်တဲ့ကြောင့်ဒီဗီဒီယိုလေးကိုဖြတ်လိုက်လို့ရတယ်ဒါဆိုကို့မှာကတ်မပြေဘူးပေါ့เนาะဒါဆိုဒီဗီဒီယိုလေးကကြတော့ file မှာဝင်မဝင်ပြန်စစ်တဲ့ခါကျရင် file လေးဝင်ပြီးလို့ရှိရင်ဒါပခုံး short file လေးကိုပဲเนาะဒီမှာဆိုဗီဒီယိုဝင်သွားပြီတွေ့လားเนาะဒီဗီဒီယိုလေးကကြတော့သုံးနာမည်တက်လိုက်မယ်ဒါ6ပုံ3ပဲဖြစ်တဲ့အတွက်ကြောင့်မလို့6ပုံ3ပဲရေးမယ်6ပုံ3ရဲ့ပိတ်စညက်နေပိတ်စာပိတ်စာညက်နေရလားဆို6ပုံ3မှာဆိုဗီဒီယိုလေးပုတ်လေးရှိသွားပြီနောက်ဗီဒီယိုတစ်ပုတ်ချန်တယ်ဒါကကြတော့6နှစ်အပိုင်းဗီဒီယိုတစ်ပုတ်ချန်မယ်ဒါဆိုရင်6ပုံ3ရဲ့နောက်ချမ်းပတ်တန်ညှက်တယ်6ပုံ3ရဲ့ရှေ့ချမ်းပတ်တန်ညှက်တယ်6ပုံ3ရဲ့ဒီခါတောင်အပိုင်းဖြည့်တယ်6ပုံ3ရဲ့ပိတ်စာညှက်တယ်6ပုံ3ရဲ့6နှစ်အပိုင်းဒီဗီဒီယိုနောက်ဆုံးတစ်ပုတ်ချန်တယ်တုံးပြောနားလေလားဒါဆို6ပုံ3ဆို333လို့တုံးရေးထားတယ်နော်6ပုံ3နဲ့ပတ်သက်တဲ့မြအကောင်လုံးကိုနံပါတ်333ရေးထားတယ်နောက်လို့ရှိရင်သူ့ဗီဒီယိုနဲ့တူဒါနောက်ချမ်းပတ်တန်ဗီဒီယိုလားရှေ့ချမ်းပတ်တန်ဗီဒီယိုလားဒါပိတ်ဆက်ညက်နေဗီဒီယိုလားဒါ6နှစ်အပိုင်းဗီဒီယိုလားအဲ့လိုမျိုးစာနဲ့တည်းချရေးတဲ့အခါမှာဆိုရင်ဒီဗီဒီယိုလေးကကိုရဲ့ဖုန်းထဲမှာဖြတ်လိုက်ပြီးဒီဗီဒီယိုလေးကကိုပြန်ဆေးချင်လို့ရှိရင်ပယ်ဗီဒီယိုလေးကကိုပြန်ဆေးချင်လဲလွယ်နဲ့ဆေးလို့ရတာပေါ့ကိုကကြာဒီဗီဒီယိုလေးယူချင်တယ်ဒီဗီဒီယိုလေးပြန်ဆေးချင်လဲဆိုရင်ဒါလေးကိုနှိပ်မယ်ဒါလေးနှိပ်ပြီးလို့ရှိရင်ဗီဒီယိုလေးဆေးချင်လို့ရှိရင် save လို့နှိပ်လိုက်ရုံပဲရလားဒါဆိုရင်ဒီ file နဲ့ set တက်မယ်လို့တွန်းထင်ပါတယ်နော်